ရှင်။တော်ဝင်ကတက်တော့ချင်တယ်မှာချစ်ဆွေးထားတယ်အားလုံးပဲမင်္ဂလာပါမင်းဒီနေ့တက်တက်ပြီးမှာတော့အရင်ချစ်စရာကောင်းတဲ့ဟန်ချင်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီဟန်ချင်းလေးဆိုရင်ဟိုကအကျန်းခံပြီးတော့ daily ပဲဝင်မလားပွဲတက်လေးပဲဝင်မလားအရင်လာတဲ့ဟန်ချင်းလေးတွေပါချစ်စရာကောင်းပြီးတော့အကျန်းခံလေးဝတ်ချင်တဲ့တက်လေးအတွက်အရင်အောင်ဆင်ပြေပါတယ်။ဟန်ချင်းလေးကိုချစ်စရာလေးပါသူဆိုရင်3 gram ကျော်လေးနဲ့အညာအောင်မလှပါတယ်။ဦးစီပေါ်လုံးဟန်ချင်းလေးပါတူကလာလေးပါတဲလေးတို့ရေနော်။3 gram ကျော်နဲ့ထထဲပြီးဝတ်ချင်တဲ့တဲလေးတွေအညာအောင်ဆင်ပြေပါလေရှင်။ဒီဆိုရင်ဦးစီတင်ကြီးရဲ့ဟန်ချင်းလေးပါအညာအောင်လှပါတယ်။သူဆိုရင်တူကလာကြတဲ့တဲလေးတွေအညာအောင်လှတညီရဲ့ဟန်ချင်းလေးတွေအညာအောင်ဆင်ပြေပါတယ်။တူကလာဆိုတော့ကိုမရှိတဲ့ရွှေတို့ဖြူတို့နဲ့တုံးပြီးတော့အညာအောင်ဆင်ပြေပါလေရှင်။ဒီဟန်ချင်းလေးဆိုအညာအောင်အကျန်းခံပြီးတော့မျိုးရှင်ပါရောင်းအညာကောင်းအားကောင်းဆုံးဟန်ချင်းလေးတွေဖြစ်ပါလေရှင်။ဒီ3 gram ဟန်ချင်းလေးဆိုချစ်စရာလေးပါသူဆိုရင်2 gram ကျော်နဲ့အရင်ကချစ်စရာကောင်းတဲ့ဟန်ချင်းလေးပဲဖြစ်ပါရှင်သူဆိုဘလုံးလေးတွေကအရှင်လေးတွေဖြစ်ပြီးတော့အရင်ကမှလာပါတယ်ဘုဘဒီပဲဖေးလို့ရပါတယ်ရှင်အရင်ကလည်း3 gram ဟန်ချင်းလေးပါဒီဟင်းများဆိုရင်ပုံရလေးပေါ့ဘာလဲဝှချင်တဲ့ညီမလေးအတွက်အရင်ကစင်ပြီးတဲ့ဟန်ချင်းလေးပါရှင်မြင်လို့ရှိမှဆိုရင်80k ရာဆိုရင်အလဲရောင်းလေးအရင်ကတာပါတယ်လဲရင်30ရာခိုင်နှုန်းနဲ့80k ရာဆိုရင်ပေါ့နော်ရောင်းရင်15ရာခိုင်နှုန်းလောက်ပေးထားပါရှင်အလဲရောင်းကလည်းအရင်ကတာတာမို့တလေးတို့ရေနော်မမြင်ပြပေးတဲ့ဟန်ချင်းလေးတွေကိုအတိုင်းကြီးတက်တယ်ဆိုရင်မင်းတို့ရဲ့ထောင်နဂါပြ Messenger မှာလည်း line အပေးဝယ်အောင်လည်းတို့မင်းတို့ရဲ့ Viber ဖုန်းနံပါတ်2520 369မှာလည်း line အပေးဝယ်အောင်ပါတယ်ရှင်မင်းတို့ရှိကိုကိုယ်တိုင်း line အပေးဝယ်ချင်တယ်ဆိုရင်မင်းတို့ရဲ့ဆိုင်ရာဆိုရင်တောင်းဝင်စင်တာမှာရှိရပေါ့နော်ပြည်လမ်းမှာဒီမှာရှိရဲတောင်းဝင်စင်တာမင်းဒီတက်မှာဖွင့်နေတာပါတယ်တဲလေးတွေနော်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်နေ့ကျရင်ပြန်ဆောင်ကြမယ်နော်အားလုံးပဲတတား